မင်္ဂလာပါညီကိုတို့ဒီနေ့လည်းအကောင့်မသိမချီအကောင့်လေးတစ်ကောင်းနဲ့မိတ်ဆက်ပေးပါမယ်ဒီအကောင့်လေးထဲမှာဘာတွေပါလဲဆိုတော့ချက်သွားကြည့်အောင်ဒီအကောင့်လေးထဲမှာဆိုလို့ရှိရင်ပြတဲ့ဟာလေးကတော့ W11 Ducati ပါတယ် Dyro KOF Kishin Lancelot Granger Collector ပြီး Prime Skin နှစ်ကောင်းလဲပါပါတယ်အားလုံးပါလဲဆိုရင် share ကြည့်လိုက်ပါသူစီမှာပါတဲ့ skin အမျိုးအစားလေးတော့မိုက်တာတော့မိုက်တယ်အကောင့်အသေးအကြီးအဲ့လိုပေါ့နော်အကောင့်အရင်ကြီးတာလည်းမဟုတ်အသေးတာလည်းမဟုတ်ဘူးစုံအောင်လေးတွေတော့များများဆဆတော့ပါတယ်စုပေါင်း skin ကကြတော့200ကျော်ရှိမယ်အဲ့ဒီမှာတိချာလေးကြီးအကောင့်လေးတွေကမိုက်တယ်ဟိုပုံမှန်ဈေးအများကြီးမသုံးချင်တဲ့ညီကိုတွေတော့ကတော့အဆင်ပြေနေမယ်နောက်ပြီးတော့မှဒီမှာကြည့်လိုက်ရဆိုလို့ရှိရင် star အနေနဲ့ဆိုလို့ရှိရင်လည်း40ကျော်ပါလာပြီသားပွဲကြီးအတွက်ကတော့ဘာလို့ကြည့်လိုက်တော့2000ကျော်ပဲရှိရတော့ win rate တင်ရှင်တဲ့ညီကိုတွေတော့ကတော့အရန်အဆင်ပြေတဲ့အကောင့်လေးဖြစ်တယ်စားလည်းဆိုအခုမှစားနေဆုံးပြင်းတယ်ပြီးအကောင့်လေးအတွက်လည်းစိတ်ချခြင်းနဲ့ဆိုရင်တော့ဒီအကောင့်လေးလာဝယ်လို့ရတယ် win rate တင်ရှင်တဲ့ညီကိုတွေတော့ကတော့ကွက်တီပဲတက်ပါရီတွေဆိုရင်ဘာမှမပါပါဘူးတက်ပါရီအကုန်လုံးကင်းပါလေအဲ့တော့မျိုးရဲတော့အကောင့်လို့ပြောလို့ရပါတယ်မြန်မာစာပါအကောင့်မှာ record အနေနဲ့ကတော့အခုလူကြိုက်အရင်များတယ်ပေါ့နော်ဒီ SOAC record လေးပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ချင်းနဲ့ဆိုလို့ရမယ်ပေါ့ဗျာနောက်ပြီး double diamond ကတော့ဖြည့်ပြီးသားပါ double diamond ကဖြည့်ပြီးသားနောက်အဲ့ဒါကြောင့်မို့လို့ဒီအကောင့်ကိုလို့နေညီကိုကြီးဆိုလို့ရှိရင်ကျွန်တော်တို့ Gain Access Collective ရဲ့ TikTok YouTube Facebook page တွေကနေလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကြိုက်လို့ရှိရင် Telegram link ကိုလည်း bio မှာတင်ထားပေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်